မြင်ယောင်ကြည့်ခြင်း visualization ဆိုတာတကယ်တော့ရှုဝတ်ချက်တစ်ခုပါမြင်ယောင်ကြည့်ခြင်း visualization ဆိုတဲ့အတွေးကြောင့်ထိတ်လန့်မသွားပါနဲ့အမခွေးတိုင်းထုံးပြီး visualization လှုပ်ဆောင်ခြင်းပုံဆောင်ခဲ့တွေနဲ့ visualization လှုပ်ခြင်းတို့လိုမျိုးရှိဝေးနေလန်းတွေကိုမပေးပါဘူးအခုပေးမဲ့ visualization နေလန်းကအရန်ကိုရိုးရှင်းပြီးအစွမ်းထပ်ပါတယ်စိတ်ဆွမ်းအားကိုအသုံးပြုပြီး visualization လုပ်တာတကယ်ကိုလိုအပ်ပါတယ်သင်စိတ်ထဲမှာ visualization လုပ်တဲ့အရာတွေအပြင်လက်တွေ့ပေါ်မှာတကယ်ဖြစ်လာအောင်ဆွဲဆောင်နိုင်လို့ပါပဲပုံမြင့်တဲ့ရှုထောင့်တစ်ခုဟန်ရတိုင်းမေးရှင်းမှာရှိနေတဲ့အခါသင်စိတ်ထဲမှာဖန်တီးထားတဲ့အတွေးတွေဒါမှမဟုတ်ပုံရိပ်တွေသင်ပတ်ဝန်းကျင်မှာချက်ချင်းပေါ်လာပါတယ်သင်ဟာအမြဲတမ်း visualization လုပ်နေတယ်ဆိုတာမမေ့ပါနဲ့သင်လို့သမျှအရာအားလုံးဟာသင်ရဲ့အတွေ့အထဲမှာအရင်ဆုံးစတင်တာဟာစိတ်ဆွမ်းအားနဲ့ဆွဲဆောင်နိုင်စွမ်းကိုအသုံးပြုခြင်းဖြစ်ပါတယ်။သင်စိတ်သည်သင်အတွေ့အများကိုနာခံပြီးသင်အမိန့်ကိုလိုက်နာလိမ့်မည်ဖြစ်သည်။သင်စိတ်ဤအစိတ်အပိုင်းများသည်သင်ပတ်ဝန်းကျင်ရှိစကြဝဠာစွမ်းအင်နှင့်အခြားစွမ်းအင်နယ်ပယ်တို့ကိုမိတို့အပြန်အလှန်ဆက်သွယ်ရမည်ကိုသိသည်။သင်ဤစိတ်ကူးစိတ်တန်းတွင်တစ်စုံတစ်ခုကိုသင်မြင်မှာသင်၏မြင့်မြတ်သောကိုယ်ဤကိုတွေဟန်ရဆက်သည်သင်လိုချင်သောအရာကိုရရှိအောင်ဆွဲဆောင်ပေးမည်ဖြစ်သည်သင်သည်အမြဲတမ်းအကြံဖတ်ခံရသောချစ်ရဲ့အကျိုးစိ relationship တွင်ရှိနေသည်ဟူသောအတွေးကိုသင်ဆွဲကင်ထားပါသင်ဟန်ရဆက်သည်ထိုအကျိုးစိ relationship ဆက်လက်ချစ်ပေါ်နေအောင်ဖန်တီးပေးမည်ဖြစ်သည်သင်သည်အမြဲတမ်းအကြံဖတ်ခံရသောချစ်ရဲ့အကျိုးစိ relationship တွင်ရှိနေသည်ဟူသောအတွေးကိုသင်ဆွဲကင်ထားခြင်းသင်ဟန်ရဆက်သည်ထိုအကျိုးစိ relationship ဆက်လက်ဖြစ်ပေါ်နေအောင်ဖန်တီးပေးမည်ဖြစ်သည်သင်သည်ပင်ပန်းနွမ်းနယ်နေသည်ဟုသင်အတွေ့တွင်အမြဲတမ်းဆွဲကင်ထားပါသင်ဟန်ရဆက်သည်အမြဲတမ်းပင်ပန်းနွမ်းနယ်နေအောင်ဖန်တီးပေးမည်ဖြစ်သည်သင်သည်အမြဲတမ်းရှုံးနိမ့်နေသည်ဟုသင်အတွေ့တွင်ဆွဲမြဲစွာယုံကြည်ပါလျှင်သင်ဤဟန်ရဆက်သည်သင်ကိုအမြဲတမ်းရှုံးနိမ့်နေအောင်ဖန်တီးပေးမည်ဖြစ်သည်စိတ်ဆွမ်းအားလွှဲမှုအမျိုးအစားများသည်ထူးဆန်းသောနေလက်များဖြင့်ပေါ်ပေါက်လာသည်သင်ဤစိတ်ကူးစိတ်တန်းထဲတွင်သင်ဆွဲကင်ထားသည့်အရာများပေါ်မူတည်သည့်သင်စိတ်သည်သင်ပတ်ဝန်းကျင်နှင့်ပတ်သက်သောအတွေးများကိုဖန်တီးပေးလိမ့်မည်ဖြစ်သည်စိတ်ဆွမ်းအားနှင့်ချစ်တဲ့သူကိုရယူတဲ့နေစနစ်တွေလှုပ်ဆောင်နေတဲ့သူအတွက်ပဲအလုပ်ဖြစ်ပါတယ် visualization နဲ့ချစ်တဲ့သူကိုဆွဲဆောင်ခြင်းကိုယ်တိုင်လုံးမအောင်မြင်တာပါဒီနဲ့တင်ဆွဲဆောင်လိုတဲ့သူဟာစိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုရှိပါတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုလုံအစွမ်းထက်တဲ့စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုတစ်ခုကိုဖန်တီးပေးပါတယ်ဒီနေ့ကိုအနည်းဆုံး3ချိန်တစ်ချိန်လေ့ကျင့်ရှင်15မိနစ်လေ့ကျင့်ဖို့ရည်မှန်းချက်ထားတင်ပါတယ်ဘယ်လိုပဲဖြစ် visualization လုပ်ငန်းစဉ်ကိုမှတ်တမ်းထားပါထိုင်နေရင်နဲ့စိတ်ကူးပုံဖော်တာပိုကောင်းပါတယ်ထိုင်နေရင်နဲ့စိတ်ကူးပုံဖော်တာပိုကောင်းပါတယ်လက်အိမ်နေရင်နဲ့ visualization လုပ်တာအိပ်ပျော်သွားတတ်ပါတယ်သင်ရဲ့ခေါင်းတောင်လိုက်အနေထားမှာရှိနေတဲ့အခါကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်လည်မြင်အောင်ဖို့ပိုလွယ်ကူပါတယ်ထိုင်ခုံမှာထိုင်ပြီး visualization လုပ်တာပဲဖြစ်ကျမ်းပြင်ပေါ်မှာထိုင်ပြီး visualization လုပ်တာပဲဖြစ်လုပ်နိုင်ပါတယ်အဓိတော့စိတ်ပိုင်းဆိုင်ရာဆွဲဆောင်မှုကိုအာယုံဆိုင်နိုင်အောင်တက်တောင့်တက်တာရှိတဲ့အနေအထားမှာရှိနေဖို့ပါပဲထိုင်နေတဲ့အချိန်မှာကိုချစ်တဲ့သူကိုမြင်အောင်နေပါကိုချစ်တဲ့သူနဲ့အတူတူရှိနေတယ်လို့မြင်အောင်ကြည့်ဖို့အဓိကဖြစ်ပါတယ်အစပိုင်းမှာခက်ခဲနိုင်ပေမဲ့ကိုချစ်တဲ့သူကိုစိတ်ပိုင်းဆိုင်ရာတရားမှုရှိနေတာကိုမေ့တင်ပါဘူးငါရဲ့ visualization စွမ်းရည်အရင်စိတ်မြင့်တဲ့အတွက်စိတ်ထဲမှာဖြစ်ချင်တဲ့အရာတွေအပြင်မှာတကယ်ဖြစ်နေတယ်လို့ဆွေးမြဲစွာယုံကြည်ထားဖို့လိုအပ်ပါတယ်။တင်းရဲ့စိတ်ထဲမှာတစ်ခုခုကိုတကယ်ဖြစ်ပြနေတယ်လို့မြင်အောင်ကြည့်ဖို့အောက်ပါအချက်တွေကိုထည့်သွင်းစဉ်းစားပြီးလေ့ကျင့်ဖို့လိုအပ်ပါတယ်။တင်း visualization လုပ်တဲ့အခါတင်းကိုယ်တိုင်တင်းရဲ့စိတ်ကူးပုံရိပ်ထဲမှာအမြဲရှိနေတယ်လို့ပဲကိုသတ်မှတ်ထားပါ။တင်း visualization လုပ်တဲ့အခါတင်းကိုယ်တိုင်တင်းရဲ့စိတ်ကူးပုံရိပ်ထဲမှာအမြဲရှိနေတယ်လို့ပဲကိုသတ်မှတ်ထားပါ visualization ကိုစတင်လေ့လာသူတစ်ယောက်ဆိုရင်အရင်ဆုံးအသေးငယ်ဆုံးအရာစတင်လှုပ်ဆောင်ပါ visualization အလေ့အကျင့်ကိုကျင့်သားရဖို့အတွက်တစ်ခုခုကိုတတိယနေအောင်စိတ်ကိုလေ့ကျင့်ထားပါမျက်လုံးကိုပိတ်ပြီးတင်းနဲ့တင်းချစ်တူရှိတဲ့အတိတ်အမတ်တရတစ်ခုကိုမြင်အောင်ကြည့်ပါတင်းနဲ့တင်းရဲ့ချစ်ရတဲ့သူတွားလေးရှိတဲ့နေရာအမျိုးမျိုးကိုလည်းမြင်အောင်ကြည့်ပါ
အစပိုင်းမှာတော့တင်းရဲ့ရုပ်ပိုင်းဆိုင်ရာမျက်လုံးတွေနဲ့တင်းလိုချင်တဲ့ပုံရိပ်တွေကိုတကယ်မမြင်ရအောင်ဘူး။အဲ့ဒါကြောင့်တင်းချစ်သူနဲ့အတူရှိနေတဲ့နေရာတစ်ခုကို visualization လုပ်နေပေမဲ့ရုပ်တင်းရဲ့ရုပ်ပိုင်းဆိုင်ရာမျက်လုံးတွေကဖုံးကွယ်ထားပါတယ်။လေ့ကျင့်မှုနဲ့အတူ visualization စွမ်းရည်ပုံမူကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်ယုံကြည်ချက်ထားပြီးပြုလုပ်ပါ။ visualization လုပ်တဲ့အချိန်တကယ်ဖြစ်ပျက်နေတယ်လို့ခံစားနေရတယ်ဆိုတာကိုသတိရဖို့အရေးကြီးပါတယ်။အစပိုင်းမှာတော့မယုံကြည်ပေမဲ့တင်းစိတ်ကိုလှည့်စားနိုင်ပါတယ်။ဒီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ visualization ဖြစ်လာစေဖို့အောက်ပါနေစနစ်တွေကိုဒိုးမြင့်လှုပ်ဆောင်ပါ။မျက်နှာပေါ်မှာအပြုံးလေးတစ်ခုထားပြီး visualization လုပ်နေတာတွေတကယ်အဖြစ်မှန်ဖြစ်တယ်ဆိုတဲ့အတွေးကိုခေါင်းထဲမှာထားခြင်းအားဖြင့်တင်းရဲ့စိတ်ကိုလှည့်စားပါ။စိတ်ကိုလွှဲမိုးနိုင်စွမ်းတွေဖွံ့ဖြိုးလာတဲ့အခါအဲ့ဒီအပြုံးတဘာဝအတန်းဖြစ်လာလိမ့်မယ်ဘာလို့လဲဆိုတော့တင်းမှာဒီကြီးမားတဲ့စွမ်းရည်ရှိလို့အယံပျော်နေလိမ့်မယ်။ခဏထိတွေ့ရတာနဲ့စိတ်ခံစားမှုစတဲ့အခြားအာယုံတွေကိုအသုံးပြုခြင်းအားဖြင့်လဲတင်းရဲ့စိတ်ကိုလှည့်စားနိုင်ပါတယ်။လာပါတဲ့နေရာမှာရှိနေတယ်လို့စိတ်ကူးရင်ညင်ညုံတင်မကဘူးအနန့်ခံပါထီပါအရတာခံပါကြပြီးစိတ်ခံစားမှုအရာခံစားပါစိတ်ထဲမှာတကယ်ဖြစ်နေတဲ့ဆိုတဲ့ခံစားချက်ကိုဖန်တီးခြင်းအားဖြင့်မတိစိတ်အလုံးလုံးပြီးရင်ပတ်လက်တွေ့ဘဝမှာတကယ်ဖြစ်လာအောင်ပုံသွင်းပေးပါတယ်။ visualization ကိုအယူမူလေ့ကျင့်ပါနှစ်ပတ်အတွင်းကျွမ်းကျင်လာပါလိမ့်မယ်။ဒီလိုနှစ်ပတ်အတွင်းလေ့ကျင့်မှုကျွမ်းကျင်မှုအခုနဲ့အများကြီးကွာခြားသွားပါလိမ့်မယ်။တနေ့ကိုအနည်းဆုံး3ကြိမ်တစ်ကြိမ်ကို15မိနစ်လှုပ်ခြင်းနဲ့စိတ်ကူးပုံဖော်ကြည့်ဖို့အကြံပြုချင်ပါတယ်။ပိုလို့ရင်တော့ပုံမြင့်တိုးတက်လာမှာပါ။ပထမဆုံးလေ့ကျင့်ခန်းတက်တောင့်တက်တာဖြစ်တဲ့တနေရာမှာ visualization လုပ်တာအတိတ်အဖြစ်အပျက်တစ်ခုခုကိုပြန်မှတ်ရနေတာမျိုးလုပ်ပါ။ဒါမှမဟုတ်အရာဝတ္ထုတစ်ခုကိုအာယုံစိုက်ပြီးအာယုံ၅ပါးနဲ့ visualization လုပ်တဲ့မြင်ကွင်းမျိုးကိုပုံဖော်ကြည့်ပါ။ visualization ကြောင့်ပိုကောင်းတဲ့ခံစားချက်ရလာတဲ့အခါပိုပြီးတက်ကြွစွာ visualization ကိုလုပ်နိုင်ပါတယ်။အရာဝတ္ထုတွေနဲ့လေ့ကျင့်နေတယ်ဆိုရင်အရာဝတ္ထုတစ်ခုကိုယူပြီးတနေရာကိုသွားပါ။စိတ်ကူးထဲမှာ visualization လုပ်နိုင်တဲ့စွမ်းရည်တကယ်ကျွမ်းကျင်လာဖို့အကောင်းဆုံးနဲ့အရေးကြီးဆုံးနဲ့လမ်းပါ။